ဇလန်းစားမှာတော့ကောင်မလေးတစ်ယောက်ဟာအနီရောင်ပန်းလေးတွေကိုရှာနေပြီးတော့သူ့ရဲ့ဘေးနားမှာရက်ကြည့်နေတဲ့ကောင်လေးကိုပါပန်းရှာဖွေတဲ့နေရာမှာကူညီခိုင်းလိုက်ပါတယ်။ညီမလေးဖန်ကဘာလို့အနီရောင်ပန်းတွေကိုရှာရတာလဲဆိုပြီးတော့မေးတဲ့ခါမှာတော့ချစ်သူများနေအတွက်ရှာနေတာဖြစ်ပြီးတော့အခုလိုမျိုးစော်မရှိတဲ့သူကဒီလိုကိစ္စမျိုးတွေကိုနားလည်နိုင်မှာမဟုတ်ဘူးလို့ပြောပြလိုက်တာကြောင့်ကောင်လေးကလည်းရင်မခန်းစားအတွင်းကြေတွေပါဖြစ်သွားခဲ့ရပါတော့တယ်။ပန်းအနီရောင်ကိုလည်းမနေ့ကတည်းကရှာနေပေမဲ့လို့အခုချိန်ထိကိုမှကောင်မလေးစိတ်တွေတော်တော်လေးကိုမှတိုးလာပြီးတော့ပောက်ကွဲတော့မလို့ဖြစ်နေတာကြောင့်ကောင်လေးကလည်းပန်းအနီရောင်တွေကသူ့ရဲ့အိမ်မှာအနားမှာရှိနေမှာဖြစ်ကြောင်းပြောပြလိုက်ခဲ့ပါတယ်။အနီပန်းလေးတွေအစားအဝါရောင်နဲ့ပန်းရောင်တွေကိုရောသုံးလို့မရဘူးလားဆိုပြီးတော့မေးကြည့်တဲ့ခါမှာတော့အနီရောင်ကတော့အချစ်ကိုကိုစားပြုတဲ့အရာဖြစ်တာကြောင့်အနီရောင်ကိုပဲသုံးမယ်ဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အရင်ကတော့ channel မှာအနီရောင်ပန်းရောင်တွေစိုက်မိတာကိုတွေးမိကြောင်းပြောပြတဲ့ခါမှာတော့အရင်ကတော့အနီရောင်ပန်းတွေစိုက်ခဲ့ပေမဲ့မနေ့ကသူရီလာလောင်တဲ့ခါမှာတော့နေအပူရှိန်ကြောင့်ပဲပန်းတွေအများကြီးဆုံးရှုံးသွားရကြောင်းကောင်မလေးကလည်းပြောပြလိုက်ပါတယ်။သူ့အနေနဲ့မျိုးရဲမှာရှိတဲ့တခြားလူတွေကိုအားကြတဲ့အတွက်ကိုမှပန်းတွေကိုအများကြီးစိုက်ထားပေမဲ့လည်းအခုတော့အနီရောင်ပန်းတွေကမရှိတော့ပန်းရောင်အဝါနဲ့ကိုမှခန်းရောင်တွေသာကြံခဲ့တော့ကြောင်းကိုပြောပြလိုက်ပါတယ်။ကောင်လေးကလည်းအဲ့ဒါဆိုရင်သူတို့တွေဘာလို့ကြမလဲဆိုပြီးတော့မေးကြည့်တဲ့ခါမှာတော့ကောင်မလေးကလည်းသူတို့တွေ Valentine Day မရောက်ခင်အနီရောင်ပန်းတွေကိုရသလောက်ဆိုပြီးတော့ Valentine Day ရောက်မှာပန်းတွေကိုရှောင်ပြီးတော့အဲဒီကရလာတဲ့ပတ်စံနဲ့အိမ်တလုံးကိုဝယ်မှာဖြစ်ကြောင်းသဘောကျကပြောဆိုလိုက်ပြီးတော့ကောင်လေးကိုရောဘလို့ထက်လဲဆိုပြီးတော့မေးလိုက်ပါတယ်။ကောင်မလေးကလည်းသူ့ရဲ့တလိษံလေးတွေကိုရောပန်းကိုရှာတွေ့လာမေးပေမဲ့လို့တလိษံလေးတွေကတော့သူတို့တွေတမျိုးလုံးကိုရှာကြည့်ပြီးမြို့ထဲမှာအနီရောင်ပန်းလည်းမရှိသလိုပန်းနဲ့တူတာလည်းဘာမှကိုမှမရှိကြောင်းနဲ့ဆာကူရာပန်းတွေပဲတွေ့ရကြောင်းနဲ့သူထင်မြို့ထဲမှာပန်းအနီရောင်တွေအကုန်လုံးကပျောက်သွားပြီထင်ကြောင်းကိုပြောပြလိုက်ပါတယ်။ကောင်မလေးကလည်း Valentine Day မတိုင်ခင်သူ့အနေနဲ့ပန်းအနီရောင်တွေရအောင်လို့ဘာလို့တင်လဲဆိုပြီးတော့တိုင်ပင်ကြည့်ခဲ့တဲ့ခါမှာတော့ချွတ်ကလေးကလည်းအိမ်တစ်ကိုဝယ်ပြီးတော့အဲ့ဒီမျိုးမှာရှိတဲ့ပန်းတွေကိုစုဆောင်းတင်ကြောင်းပြောပြပေမဲ့ကောင်လေးကတော့သူတို့တွေအစားစားဖို့အရင်စဉ်းစားတင်တယ်ဖြစ်ကြောင်းကိုပြောပြပါတယ်။သူတို့တွေအနေနဲ့အစားအစာကိုကောင်းကောင်းမွန်မွန်မစားရတာကလည်းတော်တော်ကြာနေပြီဖြစ်တာကြောင့်အဲ့ဒါကိုပဲအရင်ဆုံးအလေးထားပြီးတော့စဉ်းစားတင်ကြောင်းကိုပြောပြပါတယ်။အဲ့ဒါဆိုအခုမှကောအကြံစီလေးပါလေးရှိလားဆိုပြီးတော့မေးကြည့်တဲ့ခါမှာတော့သူ့စီမှာပါကြံစီမှာတော့မရှိပေမဲ့လို့သူ့အနေနဲ့ပန်းတွေရှိတဲ့နေရာကိုတော့တိကြောင်းကိုပြောပြလိုက်တာကြောင့်သူကဘာလို့အခုမှအဲ့ဒီကိစ္စကိုပြောရတာလဲဆိုပြီးတော့မေးလိုက်ပါတယ်။ပန်းတွေကအဲ့ဒါဆိုရင်တောင်ပေါ်ကကျောင်းထဲမှာရှိတာလားဆိုပြီးတော့မေးကြည့်တဲ့ခါမှာတော့ကျောင်းထဲမှာရှိတာမဟုတ်ကြောင်းနဲ့ကျောင်းရဲ့ဘေးကကူထဲမှာတာရှိကြောင်းကိုပြောပြလိုက်ပါတယ်။အဲ့ဒီနေရာမှာပန်းတွေရှိတာကိုဘလို့သိတာလဲဆိုပြီးတော့မေးကြည့်တဲ့ခါမှာတော့ကောင်းလေးကလေသူကဒီတိုင်းအနီနာကိုပတ်သွားပတ်လာလို့ရင်းနဲ့တွေးမိတာဖြစ်ကြောင်းကိုလည်းပြောပြပါတယ်။အဲ့ဒီနေရာမှာရှိတာဒေတာသွားရင်တော့သူတို့ရဲ့အမြန်ဆုံးကိုလို့သွားရမယ်ဖြစ်ကြောင်းနဲ့အမြန်မသွားဘူးဆိုရင်တော့သူများအရင်ဆုံးရသွားနိုင်ကြောင်းနဲ့သူတို့တွေအဲ့ဒီဂူပေါ်မှာရှိတဲ့အနီရောင်ပန်းတွေကိုယူပြီးတော့အိမ်ထဲမှာစားရမယ်ဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။အဲ့ဒါဆိုရင်တော့တောင်ပေါ်ကိုကားမောင်းသွားကြမလားဆိုပြီးတော့မေးကြည့်တဲ့ခါမှာတော့ကားနဲ့ကိုသွားတာကသူတို့တွေအတွက်ကိုအဲ့ဒီနေရာကိုအမြန်ဆုံးရောက်နိုင်ကြောင်းကိုပြောပြကထွက်လာကြပါတော့တယ်။ပန်းတွေရှိတဲ့နေရာကိုသွားဖို့လမ်းကိုရောက်မှတ်မိလားဆိုပြီးတော့ကောင်မလေးကလည်းမေးတဲ့ခါမှာတော့သူကတော့မြို့ထဲကိုခဏခဏသွားနေတာဖြစ်တာကြောင့်မှတ်မိကြောင်းပြောကဘယ်ဘက်ကိုကွေးဆိုပြီးတော့ပြောလိုက်ခဲ့ပါတယ်။ပြီးတော့ရင်တော့အခုလမ်းကိုသွားဆက်သွားနေခဲ့ပြီးတော့ခဏကြာရင်ညာဘက်ကိုကွေးခန်းလိုက်ပြီးတော့ခဏနေရင်မီးပွိုင်းတွေရှိတဲ့